မင်္ဂလာနနက်ခင်ပါကျေးဇူးကရုဏာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်တွိုက်ပူချိန်ကတော့26ဒီဂရီရှိပြီး29ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်လေထုရည်သွေးကတင်းတင်းဖြစ်ပါတယ်တနေ့တာလုံးနေနဲ့မနေ့ပိုင်းနဲ့မွန်းလွဲပိုင်းမှာနေရာကွက်ကြားမိုးထစ်ချုံရပါမယ်မြင့်ဆုံးပူချိန်ကတော့29ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပုချင်းလင်းပြဇွန်လ18ရက်အင်္ဂါနေ့2025ကိုစင်ကြယ်စီလောအဓိကချက်တိမောသေဩဝါဒစာပထမဆောင်မှခွန်အားယူစရာများအပိုင်း33ဖတ်ရန်ကျမ်းချက်တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး9ခန်းငယ်22မှ25အဘယ်သူဤပေါ်၌လက်ကိုအလင်းတစောမတင်နှင့်သူတစ်ပါးအပြစ်၌မဆက်ဆံနှင့်ကိုစင်ကြယ်စီလောတင်ဤရင်ထဲ၌အကျိုးဖြစ်စေခြင်းက၎င်းမကြာခံရသောယောဂကြောင့်၎င်းယခုမှစ၍ရေကိုသာမတောက်ဖဲစပြည့်ရည်အနေငယ်ကိုသုံးလောအချို့သောသူတို့ဤဒုစရိုက်သည်ရှေးမစွာကထင်ရှား၍အပြစ်စီရင်ခြင်းသို့အရင်အဦးသွားတတ်၏အချို့သောသူတို့ဤဒုစရိုက်သည်နောက်သို့လိုက်တတ်၏ထိုနည်းတူအချို့သောသူတို့ဤဒုစရိုက်သည်ထင်ရှားနှင့်တတ်၏မထင်ရှားသေးသောသူစရိုက်ကိုလည်းကွဲ၍မထားနိုင်ဟေရှာယနာဂတိကျမ်းခန်းကြီး1ခန်းငယ်16ကိုစေးကြောကြလောကိုစင်ကြယ်စေကြလောတင်တို့ဒုစရိုက်များကိုငါမျက်မှောက်မှပယ်ရှားကြလောမကောင်းသောကျင့်ကိုဖြတ်ကြလောရှင်ဘောလူသည်တိမောသေကိုအသင်းတော်တစ်ခုထဲမှာလိုက်နာကျင့်ဆောင်မဲ့အရာတွေကိုသွန်သင်တယ်ဆက်လက်ပြီးတော့မှသူတကူရေတကာရလှုပ်ဆောင်ကျင့်ကြံမဲ့အရာတွေကိုညွှန်ကြားသလိုသူနဲ့တခြားသူတွေဆက်ဆံပေါင်းသင်းတဲ့ခါမှာတော့၎င်းဘုရားသခင်ရဲ့အမှုတော်ထဲမှာသူလှုပ်ဆောင်မဲ့အရာတွေကိုဆက်လက်ပြီးတော့မှညွှန်ကြားတယ်ဒီနေရာမှာတော့ဓမ္မဆရာတွေကိုခန့်အပ်တာဝန်ပေးတဲ့အခါမှာသူတတိထားပြမဆောင်ရွက်ဖို့အထူးသဖြင့်တိတ်ခါပေးခြင်းလက်တင်မင်္ဂလာပေးခြင်းဆိုတဲ့ကိစ္စတွေမှာအလင်းတစောမလုပ်ဖို့ရန်အတွက်မှာကြားတယ်။ဘာကြောင့်လဲဆိုတော့တိတ်ခါတင်ပေးခြင်းဆိုတဲ့ကိစ္စကဘုရားသခင်ထံကနေလာတဲ့ဘုရားသခင်ရဲ့အကြံစီတိုင်းလှုပ်ဆောင်မှာဖြစ်တဲ့အတွက်လူတွေဘက်ကနေပြီးတော့မှလောနဲ့မလုပ်ဘဲနဲ့အချိန်ယူပြီးတော့မှတိတိကျကျစီစစ်လှုပ်ဆောင်ဖို့ရန်ဖြစ်ပါတယ်။တနည်းအားဖြင့်ဖခင်ရဲ့အမှုတော်မြတ်တွေခန့်အပ်တာဝန်ပေးတဲ့အခါမှာအလင်းမြန်ဖြစ်လိုခြင်းတွေစန္ဒတွေဦးစားပေးတာတဲ့ဖခင်ရဲ့အလိုတော်ကိုသိဖို့ရန်အတွက်စဉ်းစားချိန်ယူပြီးတော့မှလှုပ်ဆောင်ကြဖို့ရန်ဖြစ်တယ်။နောက်ပြီးတော့အဲ့လိုမျိုးဘီယူပြုစီစဉ်နေတဲ့တစ်ချိန်တည်းမှာပဲကိုစင်ကြယ်စေဖို့ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အကျင့်ကြံကိုယ့်ရဲ့အကြံစီတွေဟာလည်းဘုရားသခင်အလိုတော်နဲ့ညီစင်ကြယ်စေဖို့နဲ့တခြားသူတွေနဲ့အပြစ်တရားနဲ့အတူတူမဆက်ဆံဖို့ရန်အတွက်တွင်တင်ပါတယ်။သူတစ်ပါးရဲ့အပြစ်နိုင်မဆက်ဆံနဲ့လို့ဆိုတဲ့အခါမှာသူတစ်ပါးမှားတဲ့အတိုင်းကိုလိုက်မှာမဟုတ်ဘူး။သူတစ်ပါးအမှားကိုလည်းကိုကမသိဘဲနဲ့ဆက်လက်ပြီးတော့မှပြန့်နှံ့အောင်လုပ်ဖို့ရန်မဟုတ်ဘူး။သူတစ်ပါးအမှားကိုလည်းကိုကခွင့်ရေးယူပြီးတော့မှအားနည်းချက်တစ်ခုဖြစ်ကင်ဆွဲပြီးတော့မှထိုးနဲ့တိုက်ခိုက်အနိုင်ယူနေဖို့မဟုတ်ဘူး။မစင်ကြယ်တဲ့ဩဝါဒတွေမှားယွင်းတဲ့အယူဆတွေကိုကိုယ်တိုင်ကလက်ခံကင်ဆွဲပြီးတော့မှဖြန့်ဝေဖို့ရန်မဟုတ်ဘူးအထူးသဖြင့်သူတစ်ပါးရဲ့အမှားကိုကိုယ်အမှားမဖြစ်အောင်သတိပြုဖို့နဲ့ကိုစင်ကြယ်အောင်သတိပြုနေထိုင်ဖို့ရန်ဖြစ်ပါတယ်ဆက်လက်ပြီးတော့မှတိမောသေကိုကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြံပြုချက်လေးကိုဆက်လက်ညွှန်ကြားတယ်စာအိမ်နဲ့ပတ်သက်တဲ့ရေမတန့်လို့ယောဂဖြစ်နေတဲ့တိမောသေကိုဒီကိုအမြဲတမ်းတောက်သုံးတာတဲ့ဝိုင်အနေငယ်ကိုကျမ်းမာရေးအတွက်တောက်သုံးဖို့ရန်ညွှန်ကြားပါတယ်။တိမောသေသည်ငယ်ရွယ်တဲ့အမှုတော်ဆောင်ဖြစ်တဲ့အတွက်သူတစ်ပါးရဲ့ရှေ့မှာသူတစ်ဖြင့်စင်ကြယ်အောင်ပြင်ဆင်နေတဲ့အခါမှာဒါကိုသတိထားပြီးမှလှုပ်ဆောင်ဖို့ရန်လည်းဖြစ်ပါတယ်။အလွန်ကျွံအများပြားသုံးဆောင်ဖို့ရန်မဟုတ်ဘဲနဲ့သူ့ရဲ့အစာအိမ်မှာဖြစ်တတ်တဲ့ယောဂအတွက်လိုအပ်တဲ့အခါမှာသုံးဆောင်ဖို့ရန်ဖြစ်ပါတယ်။ဆက်လက်ပြီးတော့မှလူတစ်ယောက်ချင်းစီရဲ့အပြစ်ဒုစရိုက်နဲ့ကောင်းမှုတွေဟာအမြဲတမ်းပဲထင်ရှားတာမဟုတ်ဘဲနဲ့မထင်ရှားဖြစ်တတ်တယ်ဆိုတဲ့အကြောင်းကိုလည်းသွန်သင်ပါတယ်။တချို့လူတွေရဲ့အပြစ်ကထင်ရှားရှိပေမဲ့တချို့သူတွေရဲ့အပြစ်ကတော့မထင်ရှားတတ်ဘူး။ထို့အတူပဲတချို့သူတွေရဲ့ကောင်းမှုကုသိုလ်တွေဟာထင်ရှားတတ်ပေမဲ့တချို့သူတွေရဲ့စိတ်ကောင်းနှလုံးကောင်းတွေကမထင်မရှားရှိနေတတ်ပါတယ်။အဲဒါကြောင့်ထူးသဖြင့်လူတွေနဲ့ဆက်ဆံပေါင်းတင်စီမံအုပ်ချုပ်တဲ့အခါမှာ
သူတို့ရဲ့အပြင်ပန်းအဖြစ်မဆုံးဖြတ်ဘဲနဲ့သူတို့ရဲ့အတွင်းနှလုံးသားနဲ့ဆက်လက်ပြီးမှဆုံးဖြတ်ကျင့်ကြံလုပ်ကိုင်ဖို့ရန်ဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်ထာဝရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တည့်အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်။နနေ့တိုင်းဂရုဏာတော်အသစ်ကိုခံစားရတဲ့သစ္စာတော်ကြီးမြတ်ကြောင်းကိုဝန်ခံပါတယ်။ဒီနေ့ရက်သည်ကိုရောဖန်ဆင်းတဲ့နေ့ရက်ဖြစ်တဲ့ကျွန်တော်တို့ရှင်လန်းဝမ်းမြောက်ပါတယ်။ဒီနေ့တာလုံးကိုလည်းကိုရောလက်တော်သို့အနံပါတယ်။ကျမ်းမာစွာဖြင့်ပျော်ရွှင်စွာဖြင့်ဘုရားခိုင်းတာတွေဘုရားပေးအပ်ထားတဲ့တာဝန်တွေမိသားစုတာဝန်တွေနိုင်ငံတာဝန်တွေလူမှုဖွဲ့စည်းရဲ့တာဝန်တွေကိုကောင်းမွန်ဆုံးဆက်လက်ထမ်းဆောင်တော်သူတွေတည်တည်ဖြစ်စေပါမည်ကြောင်းကောင်းကြီးပေးပါဒီနေ့မနေ့လို့ထရှင်သန်လာမဲ့သူတွေအားလုံးကျမ်းမာခြင်းစိတ်နှလုံးလိုပြည့်စုံခြင်းငြိမ်သက်ခြင်းများဖြင့်ပြည့်စေပါချုံနှောင်ခံထားတဲ့သူတွေဒဏ်ရာဝေဒနာရတဲ့သူတွေဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကြွေးတင်ခံရတဲ့သူတွေအနိုင်ကျင့်ခံရတဲ့သူတွေစစ်မဲ့ဘေးဒဏ်ကြားထဲမှာပြေးလွှားပုန်းရှောင်နေရတဲ့သူတွေအားလုံးကိုရရှင်ကြည့်ရှုကြွားလေတဲ့ဝေဒနာတွေသက်သာပြောက်ကင်ရသောခွင့်များကိုပြင်ဆင်ပေးသနာတော်မူပါစေုံစည်းကမ်းတွေမှာတက်ရောက်ကုသလည်းရှိတဲ့သူတွေအိမ်ထဲမှာကုသခြင်းခံနေရတဲ့လူနာတွေကိုလည်းကိုရရှင်အမြန်ဆုံးသက်သာပြောက်ကင်ချမ်းမာရသောခွင့်များကိုပေးသနာတော်မူပါသူသဖြင့်နာရရှိယောဂသည်သည်ဘာယောဂမှာထပ်မဖြစ်စေဖို့ကောင်းကြီးပေးပါဒါပြင်တယောက်ချင်းစီတိုင်းကိုမြင်အပ်တဲ့ယောဂမမြင်အပ်တဲ့ယောဂကူးစက်တဲ့ယောဂမကူးစက်တဲ့ယောဂဘေးအလုံးစုံမှပြင်ဆင်ကြွယ်ကာကောင်းကြီးပေးသနာတော်မူပါမြတ်တော်ရှင်ဖဖျားယခုတော်တဲ့တောင်တွေမှာဘိုးတဲ့လေတွေမှာပြေးလွှားပုန်းရှောင်နေရတဲ့စစ်ဘေးရှောင်များကိုရရှင်ပါရှိအုပ်စိုးပါသူတို့ရဲ့တက်တာကိုရရှင်ပြင်ဆင်ကြွယ်ကာပါသူတို့ထဲမှာကိုဝန်ဆောင်မိခင်တွေမတန်ဆွမ်းမချမ်းမာတဲ့သူတွေကလေးငယ်တွေမျိုးသမီးငယ်တွေကိုလည်းကိုရရှင်သူပြင်ဆင်ကြွယ်ကာကောင်းကြီးပေးလက်ဘေးလွတ်ရာကိုကောင်းလုံးရရှိစေပါမည်ကြောင်းမှားစားပါဘရောမျိုးတွေမှာလည်းစစ်ဘေးရှောင်နေအားလုံးကိုရရှင်ကောင်းကြီးပဲလုံခြုံစွာဖြင့်သွာလာနေထိုင်နေမှာမြည်ကြောင်းမှားစားတော်မူပါလူတွေမငြိမ်မသက်အောင်လူတွေဒုက္ခရောက်အောင်လူတွေအမျိုးမျိုးခက်ခဲဖြစ်အောင်လှုပ်ဆောင်နေကြတဲ့ရန်တရားကြီးတွေတကွာဒီအရာတွေကိုလည်းကိုရရှင်လက်တော်သို့အပ်ပါတဲ့ကိုရရှင်ပြင်ဆင်ဆုံးမဒဏ်ခတ်တော်မူတဲ့မာပြည်ကြီးကိုလွတ်ငြိမ်ချမ်းသာခွင့်ပြန်လဲပြီးတော့မှလွတ်လပ်ခွင့်ငြိမ်းချမ်းခွင့်တရားခွင့်ကိုပေးသနာတော်မူပါမည်ကြောင်းယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလျက်သနာခံဆုတောင်းကြပါရဖဖျားအာမင်